တောက်ဆိုင်တွေဘေဘရာလေးနဲ့အဆင်ပြေလဲဗျာတဲ့ချက်ပြောပြပါအောင်နဲ့ကျွန်တော်တို့ဒီစားတောက်ဆိုင်လေးတွေဘေဘရာလေးနဲ့အဆင်ပြေမလဲဆိုတော့ကျွန်တော် kitchen အတွက်ဆိုတော့ဒီကောင်လေးကပို့ပြီးတော့အဆင်ပြေပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတော့မှာဆိုလဲကျွန်တော်လေးလေးစွန်းစွန်းလေးပဲအသုံးပြုရမယ်ပြီးတော့ကျွန်တော်ဒီ alarm system လေးပါဝင်တယ် alarm system ပါဝင်ကြတော့ကျွန်တော်နောက်မှာ kitchen ထဲမှာအလုပ်ရှော့နေအောင်ကျွန်တော်တို့ order လေးလွတ်မသွားတော့ဘူးကျွန်တော်သိရမယ်ပြီးတော့ကျွန်တော် auto cutter ပါဝင်များ slate တစ်ခုကြီးစမ်းအောင်ကျွန်တော်တေချာသိရမယ်ပြီးတော့ကျွန်တော်ဒီ speed ထွက်ဒီ print ထွက်အရမ်းမြန်တယ်အရမ်းမြန်တဲ့ကြောင့်ကျွန်တော် order ဘယ်လောက်မြန်များကျွန်တော် AC အသုံးပြုလို့ရမယ်ကောင်းလေးဆိုတော့ကျွန်တော် kitchen ဘိုင်းမှာတော့တော်တော်ကြီးအဆင်ပြေတယ်ဗျကျွန်တော်ဒါ kitchen ထဲမှာမတုံးတက်ထားမယ်ကျွန်တော်ကောင်တာမှာအသုံးပြုမယ်ဆိုတော့ဒီကောင်လေးကပို့ပြီးတော့အဆင်ပြေပါတယ်ကောင်တာမှာဆိုရင်ကျွန်တော်တို့ customer ကိုကျွန်တော် customer ကိုပေါင်ချပေးရမယ်အချိန်ဆိုရင်ကျွန်တော်ဒီ auto cutter လေးပါဝင်တာကြောင့်ကျွန်တော်ဆွဲဖြင်းနေစရာမလိုတော့ဘူးဆွဲဖြင်းနေစရာမလိုတော့ဘဲနဲ့ကျွန်တော်တို့ဒီတိုင်းလေးယူပြီးတော့ customer ကိုပေးလိုက်ရုံပဲဗျကောင်လေးဈေးနှုန်းလေးကတော့ကျွန်တော်ပေါ့ပါဒီ3သိန်းကျော်လေးနဲ့ပဲရမယ်ကျွန်တော်ဒီကောင်လေးမှာယူနေဆိုတော့ကျွန်တော်စီမှာမှာယူလို့ရပါတယ်ဗျကျွန်တော်မသိရလေးဖြစ်ချင်းမင်းမြန်းရင်းနေဆိုရင်ကျွန်တော်တက်တော့ comment မှာကျွန်တော် chat box မှာအသေးစိတ်မင်းမြန်းလို့ရပါတယ်ဗျ